နေရောက်သူ့နာမည်ကတော့အဲလီနာဖြစ်ပြီးတော့သူ့နာမည်ကတော့မဲလီနာဖြစ်ပါတယ်မမရေညီမလေးပိုက်စားရဲလေးပိုက်ဆိုင်နဲ့လှုပ်စားပါလားငါ့ကိုဘာလို့လက်ခိုင်းလဲသမီးမစီးမချက်တယ်လားမမလည်းတည့်ရတိုင်းနဲ့သမီးမမချက်တယ်လားမမပဲချက်ပြီးနေကနေချက်နေကအကျူပဲအားကိုနေရတာလားမမမချက်ပြီးဘာမှမစားဘူးဘာမှမစားနဲ့လဲတယ်လိုက်ငါကတော့ online မှာစားမှာမမမအဲ့လောက်ပတ်စံနေရှိနေလို့လားဟမ် online ဝယ်ပါစက်ပိတ်ထားလိုက်တော့နေကနေလောက်စားမမလောက်တယ်အဲ့တော့အဲလီနာနဲ့မီလီလာအမြဲတမ်းရန်ဖိနေကြပါတယ်တနေ့မှာတော့အဲလီနာအိပ်ပျော်နေပါတယ်ဟဲ့အဲလီနာထားအောင်လေဟဲ့ထားအောင်လို့ဘာလဲတနေ့လူကမအိပ်ရတော့လားနေရခေါင်နေတော့တယ်ငါအိပ်နေမမြင်ဘူးလားဟဲ့နေကိုတင်ခိုင်းနိုင်ပတ်စံရောပြီးရဲထဲရလေရှာကြည့်ပါနည်းနည်းပါအိပ်နေရလို့လားနိုးတယ်ဘလို့လူလားမသိဟာကောက်ကလည်းအေးညတောက်လောက်ကောင်းလိုက်တာတနေ့မှာတော့အဲလီနာအေးတောက်နေပါတယ်ဟဲ့အဲလီနာနေပါရီတောက်နေရတယ်ဟောဟဲ့ဘာမှမတောက်ပါဘူးငါနေကိုကကလာတောက်မှာငါသိရင်နော်အဲလီနာငါ့ကိုပဲပြလိုက်လောက်ငါပဲတောက်မယ်ဟဲ့အဲ့ငါအေးဘူးလေငါတကူးကစူးစမ်းဝဲလာတာနေငါအေးဘူးပြန်ပေးလေမပေးပါဘူးငါဘာလို့ပေးရမှာလဲဒီမှာတောက်လို့ကောင်းနေအောင်ထားလိုက်ပါတော့နေမနိုင်မှဝဲတောက်တော့သွားပြီးငါဘဒူးကဝဲလာကအခုတော့ဟာဘာလဲမသိဘူးငါသူ့နဲ့မနေချင်တော့အိမ်ထဲမှာဈေးမွေးချင်ပါလို့ဆိုငါအတင်းဝဲခံတယ်ဘလို့အမမျိုးလည်းမသိဘူးသူတော့ရမယ်မရှိဘူးဒီကြီးရတယ်ရိုးအင်ဂျီကိုပြီးတော့လမ်းရှာနေပါတယ်ဒီနေ့ငါကောင်မလေးရှာမှာပဲရိုးအင်ဂျီလေးနဲ့အဲ့ဒါဘင်းကြီးကရှောက်လာခဲ့ပါတယ်ကောင်မလေးကလည်းပါးစပ်ပရုပရုပြောပြီးလမ်းလျှောက်လာပါတယ်အဲ့ချိန်သူကကြောက်တုံးကြီးတို့နဲ့တိုက်သွားပါတယ်အမလေးငါရောက်သွားပြီတော့သူ့ကြောင့်ပြောရတာနဲ့ငါတော့ပြုတ်ကျသွားပြီငါထားကြည့်မယ်ဟာထားလို့မရတော့ဘူးခုနောက်မှကောင်မလေးကြောက်ဒုက္ခရောက်နေရပဲငါတကူညီမရမယ်အစင်ပြေရလားမသိဘူးဘလို့ပါလဲဟာချိုးလိုက်တာတော့အရင်ချိုးတာပဲဟွာအစင်ပြေရတာမသိဘူးကျမတို့ထူပေးပါဦးဟိုရပါပြီဒီနားလေးဝေချလိုက်ပါမင်းနာမည်ဘလို့ဟောလဲကျမနာမည်အဲလီနာပါမင်းကအရင်ချောတာပဲနော်ကျေးဇူးတင်ပါတယ်မင်းရဲ့ဖုန်းနံပါတ်ပေးလို့ရမလားရပေါ့ကိုလေးတိချောက်ပါဟိုကောင်မအပြင်တခါတော့အခုတိမလာတော့ဘယ်မှရှောက်ဝင်နေလည်းမသိပါဘူးငါလိုက်ကောင်းကောင်းပြောပြဦးမှာဒါဆိုလို့ရှိရင်ကျမပြင်တော့မယ်နော်နေဘလောက်ကြာပါလဲညနေတော့ဆောင်းသွားပြီလေငါဒီမှာဟင်းချက်မှုစောက်နေတာနေဘယ်မှသွားနေရလဲနေကလေပြုံနဲ့ဘယ်သွားမှာလဲငါဈေးဝယ်နေရပေါ့နေကအဲ့လိုပဲအမြဲတမ်းអော်တယ်ငါအခုမောပြစ်တာလေမသိဘူးလားနေအခုငါဟင်းချရမယ်ငါ့အထောက်တပေးနောက်ဟောက်ကြရင်တော့ငါတို့ဘာလုပ်မယ်ကြည့်ဆွဲချိုးပြစ်လုပ်ရင်လုပ်ကြည့်ပါဟမ်အဲ့ရလေခင်းမီးဆိုတော့ငါအိတ်တော့မယ်တူဟဲ့ဘာတတော့ဟာဖုန်းလာပဲငါတကန်လိုက်ဘယ်လိုဟာဖုန်းမတင်နေငါကန်ကြည့်လိုက်မလဲဟယ်လိုဘယ်လိုလဲမသိဘူးရှင်စီမကင်းခဲ့တာဟုတ်ပါတယ်ကျမအဲလီနာပဲလေရှင်ကဘယ်လိုလဲမသိဘူးအော်ကျမဖုန်းနံပါတ်ပေးလိုက်တာလားဟုတ်ဘာပြောမလဲမသိဘူးမနေ့ကကော်ဖီဆိုင်မှာတွေ့မယ်ဟုတ်ကဲ့လာခဲ့မယ်သူငါ့ကိုကော်ဖီဆိုင်မှာရှိနေငါသွားပြအောင်တွားရမယ်အဲ့ချိန်မိုးလင်းသွားပါတယ်အမရေအိမ်တွဲလိုအပ်တာလေးဝယ်မို့လေညီမလေးဈေးတွေ့လာအောင်မယ်နော်နောက်နေလာကြောက်ရလားတိတ်တော့မကြသေးပါဘူးငါလေးမင်းတို့တခုပြောစရာရှိလို့ဟာရတယ်ပြလေပါပြရေးဘာမှမရှိပါဘူးငါလေးမင်းကိုစတွေ့ကြငါချစ်မိနေပြီတကယ်ပြောရလားဟုတ်တယ်ဒါမဲ့မင်းငါ့ကိုလက်ခံမလားကျမလက်ခံပါတယ်သူတို့နှစ်ယောက်လည်းဖတ်လိုက်ကြပါတယ်ပြီးတော့သူကဈေးသွားတိုင်းညနေမှပြန်လာပါတယ်ပြီးတော့သူဈေးသွားပြီးပြန်လာတယ်သူ့မျက်နှာကပြုံးလေးနဲ့
ငယ်နဲ့ဈေးသွားတယ်သူဈေးသွားရရင်အရန်တော့ကန်တာအခုကအရန်ပျော်တယ်သူဘာတွေများဖုံးကွယ်တာလည်းမသိဘူးအဲ့နောက်နေ့မနေ့သူဈေးသွားတော့သူ့အမသူ့နာလိုက်ပါပါတယ်အမရေသမီးဈေးသွားလိုက်အောင်မယ်နော်လိုအပ်တာလေးဖြစ်မို့အေးသူငါ့ကိုစောင့်နေတာပြီငါအမြင်သွားရမယ်ငါအမြင်လိုက်မှရမယ်နောက်အပိုင်းနေမှာဘာတွေများဆက်ပေးမလဲဆိုတော့ကြည့်ပေးကြပါအောင်အားလုံးပဲဘိုင်